အဲ့တော့ဒီ share လို့ပေါ့နော် IS speaking part 3ပေါ့နော်သူ့ရဲ့ structure အဲ့တော့ speaking part 3ကသူကကျတော့ discussion session ပဲเนาะ speaking part 3ရတယ်တကယ်ကြရင်ကျတို့ဒီ writing နဲ့ IELTS writing text 2နဲ့ခက်ဆင်ဆင်ရယ်เนาะOkay. အဲ့တော့ examiner will ask you more abstract analytical and opinion based question အဲ့လိုတွေမိတာသူမိတယ်ဟေးဆိုလို့ရှိရင်เนาะအဲ့တော့question are usually related to part 2 topics ကျ part 2မှာတခုခုမေးသွားတယ်ပေါ့နော်အဲ့ topics တခုထားလိုက်ပါတော့ဒီ transportation နဲ့ပတ်သက်တဲ့ဟေးဆိုလို့ရှိရင်အဲ့ဟာကို follow up ပြန်လိုက်ပြီးတော့မေးတာအဲ့ဒါကို very deep down သွားပြီးတော့မေးတာပေါ့နော်အဲ့တော့ broader ဖြစ်တယ် deeper ဖြစ်တယ် part 3ကနော်အဲ့တော့4 to 5 minutes လောက်ပဲပေါ့သူမေးတဲ့ဟာပေါ့နော်အဲ့တော့ examiner ကဘာလို့ expert လောက်တာတော့ဟေးဆိုလို့ရှိရင်နော် how well you can speak ကိုသူကြည့်တယ်ပေါ့နော်ကိုတေချာလေး construct လုပ်နိုင်လားပေါ့ကိုယ့်ရဲ့ ideas ကိုပေါ့နော်အဲ့တော့ကိုယ့်ရဲ့ opinions တွေကို clearly နဲ့ logically ပြောနိုင်လားသူအဲ့ဒါကိုကြည့်တယ်နော်develop answer with reason example comparison and consequences အရန်အရေးကြီးတယ်နော်အဲ့တော့ part 3ဖြစ်တချို့ကလေးတော်တော်များများမရဘူးဆိုတာဟာအဲ့လိုမျိုးသူတေချာမဖြေနိုင်တာပေါ့ကိုယ့် idea တေချာလေး construct မလုပ်နိုင်တာနော် Okay. အဲ့ဒါကြတော့ဒီလိုနောက်တစ်ခုကကျတော့ grammar structure လိုအပ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျတို့ passive voice သုံး relative clause if pattern တွေသုံးရတယ်ပေါ့နော် conditionals တွေပေါ့နော်အဲ့လိုမျိုးဒီ if pattern တွေကျတို့သုံးရတယ်နောက်တစ်ခုကကျတော့ demonstrate a wide range of vocabulary သူကလေအစုံမေးတာ Okay. topic အစုံ topic အစုံကိုက vocab ကကြဲကြဲလေးနဲ့ပေါ့နော် vocab ကိုယ့်ရဲ့ဟာ wide ဖြစ်လာပြီးတော့ကျတော့ grammatical structure ကောင်းကောင်းနဲ့ကိုဖြေနိုင်လားအဲ့ဟာအရင်အရေးကြီးတယ်နော်အဲ့တော့ဒီ academic works တွေပေါ့ကိုသုံးနိုင်လားပေါ့နော်အဲ့တော့ short answer တချို့လို့ပေးလို့မရဘူးအဲ့မှ longer answer ပေးမှရတယ်ပေါ့နော်ဒါက examiner က expert လုပ်တဲ့ဟာအဲ့တော့တချို့လို့ဖြေရဟေ့ဆိုလို့ရှိရင်ဘယ်လိုဖြေတော့ဆိုလို့ရှိရင် the right opinion သူမြင်ရဟေ့ဆိုလို့ရှိရင်ကိုထင်တဲ့ဟာကိုပြောလိုက် there is no right or wrong answer မှန်တယ်မှားတယ်ဆိုတော့လုံးဝမရှိဘူးဟုတ်ပြီ Okay. အဲ့တော့ကိုထင်တဲ့ဟာကိုပြောလိုက်ပြောပြီးပြီဟေ့ဆိုလို့ရှိရင်ကိုကဘာကြောင့်ထင်ရအောင်ဆိုတဲ့ဟာ explain လုပ်ပေးရမှာအဲ့ဒီမှာကိုကဒါဘာကြောင့်ထင်ရပါလဲဘာကြောင့်ဒီလိုထင်တာပါဆိုတဲ့ဟာကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြန်ပြီး explanation ချက်ခုန writing နဲ့တူတယ်ဆိုဘာလို့အဲ့လိုပြောတော့ဆိုတော့ကြာသိရမလားပထမဟာကိုထင်တဲ့ဟာကိုပြောရတဲ့ဟာဆိုတော့ topic sentence ပုံစံမျိုးစဉ်းစားလိုက်ကွာဒါပေမဲ့ topic sentence ကြီးပြောခိုင်းတာမဟုတ်ဘူးကိုထင်တဲ့ဟာကိုယ့်ရဲ့ opinion ကိုပြောတာပြီးတော့ why ငါဘာလို့အဲ့လိုကြီးထင်တာတုံးဆိုတဲ့ဟာ explanation နောက်ကလာတာအဲ့ဒါကို explain လုပ်ပေးရမှာပြီးပြီဆိုကိုက explanation ပြီးပြီဆို example writer မှာလည်းအဲ့တိုင်းသွားရမလား explanation ပြီး example လာတယ်ကွာနော်အဲ့ဒါဆို give real life or general evidence ကိုပြောလိုက်တဲ့ဟာကို support လုပ်ပေးတာအဲ့ဟာကနော် Okay. evidence နဲ့သက်သေနဲ့ကိုကတေချာလေး support လုပ်ပဲဒီတိုင်း blind ပြောတာမဟုတ် example ကဒါလို့ရှိရဒါကြောင့်မို့ဒါငါတို့ထင်တာ Okay. အဲ့မှာကိုက extension ထပ်ထည့်ခြင်းထည့်လို့ရတယ် conditional တို့ prediction တို့ contracts ပေါ့နော်အဲ့လိုမျိုးပေါ့ကျတို့ဒီ different ideas ပြောမှာဒါမှမဟုတ် prediction တစ်ခုခုကိုပြောလဲရတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည့်ကြည့်လိုက်ကွာdo you think fashion is important နော်မေးတဲ့အချိန်မှာဒါတချို့ကဒါတချို့ဒါ Minerva ရဲ့ IELTS speaking book ထဲမှာတော့ answer နှစ်မျိုးပေးထားတယ်ပေါ့နော် yes I think fashion is important because it help people show their personality ဒါကကိုယ့်ရဲ့ opinion ကိုပြောလိုက်တာငါအဲ့ဟာကမှန်တယ်လည်းမရှိမှားတယ်လည်းမရှိလေကိုက fashion ကအရေးကြီးရလို့ထင်ကြမှာထင်မယ်မထင်ဘူးလို့ပြောလဲရတယ်ဘာမှမဖြစ်ဘူးငါမထင်ဘူးဘာကြောင့်မထင်တာလဲ reason ပေးဖို့လိုတယ်မထင်ဘူးဆိုတဲ့ဟာဟုတ်တယ် Okay. ဒါတချို့ပြောတယ်ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်လူတွေကိုသူ့ရဲ့ personality ကိုပြတာ fashion ဆိုတဲ့ဟာအဲ့ဒါ example နဲ့လာတယ် for example young people in my country often wear modern clothes to express their identity in my opinion is also give confidence in public places တဲ့လားငါရဲ့ opinion ကတော့ဒါကတော့သူက confidence ပေးတယ်ဒီလောက်အနည်းဆုံးဖြေပေးရမှာပါ Okay. သိလားဒီလောက်အနည်းဆုံးဖြေပေးမှရမယ်ဘာလို့ဆိုတအားတူတယ်ဟေ့ဆိုအဆင်မပြေဘူးပါ3မှာတချို့ကနော်အနည်းဆုံး3 sentences လောက်တချို့ပြောနိုင်မှရမယ်ပါ3မှာဒါက B1 to B2 answer ပေါ့နော်တချို့ဟုတ်ပြီကိုကအမှန်ကန်ကောင်းလို့တင်တယ် C1 ဆိုလို့ရှိရင်ကြည့်ကြည့်လိုက် grammar ပါအကုန်ချင်းသွားမှာသူကနော်အဲ့တော့ fashion plays a significant role in modern society since it reflects both individualities and social trend 对လားဖြေတဲ့ answer ကကြည့်ကြည့်လိုက်မတူ grammar လည်းမတူသလို vocab လည်းမတူတော့ကွာ C1 C2 ကြတော့เนาะအဲ့တော့ why some argued it is superficial I believe it can shape confidence and cultural identity especially when people use it wisely rather than blindly follow trend Okay. သုံးတဲ့စကားလုံးကအစားဘာမှမတူတော့ဘူးဒီမှာ C1 to C2 လည်းပါကြတော့အဲ့တော့ကိုယ့်ပုံမှာပဲမူတည်တယ်ကိုက speaking ကိုအမှတ်ကောင်းကောင်းလုပ်ချင်တာလားလုပ်ချင်တဲ့ hit ဆိုလို့ရှိရင် vocab ကောင်းအောင်ကိုလုပ်ဖို့လိုတယ် grammar ကောင်းအောင်လုပ်ဖို့လိုတယ်နော်အဲ့တော့ Okay. ပြောပါအောင်ဆိုကျွန်တော်အဲ့ strategy ကြည့်မယ်ပေါ့အဲ့ဒါဆိုဘယ်လို cope လုပ်ရမှာတော့ part 3မှာနော် coping strategy ပေါ့အဲ့တော့ don't stop at one sentence
စနစ်တစ်ချောင်းနဲ့လုံးဝမရက်ပါနဲ့ always extend with reason and example စနစ်တစ်ချောင်းနဲ့လုံးဝမရက်နဲ့ဘယ်လိုမှအဆင်မပြေဘူး part 3မှာကျတော့စနစ်တစ်ချောင်းနဲ့ပြောတဲ့ဟာအဲ့တော့ကျတော့ you should always think ကွာ how should I extend my sentence how can I give reason and example နော်အဲ့တော့ကျတော့ဒီဟာကိုနော်ဘယ်လို extend လုပ်ရမလဲဘယ်လို reason ပေးရမလဲဘယ်လို example ပေးရမလဲအဲ့ဟာကိုစဉ်းစားမှာနော်ပြီးတော့ linking words တွေသုံးပါပထမဆုံး extend with reason and example ပေါ့နော်အဲ့တော့ extend လုပ်လိုက်လုပ်ပြီးပြီဆိုလို့ရှိရင် share ကကြတော့ use linking words နော်အဲ့ linking words တွေသုံးမှရမယ်နော်အဲ့ linking word links တွေချက်ပေးမယ်ပေါ့နော်အဲ့ဟာတွေသုံးပြီးလို့ရှိရင် balance personal and general views နော်အဲ့တော့ကိုယ့်ရဲ့ personal example ထည့်ပြောလို့ရတယ်နောက်တစ်ခါကျ generally လည်း discuss လုပ်ပြီးလို့ရတယ်အဲ့ဟာကို balance လုပ်ပြီးကျွန်တော်ပြောလို့ရတယ်ဒီချက်ပြောပြီးပြီခုနက part 3က there is no right or wrong answer ဆိုတော့မရှိဘူးเนาะအဲ့တော့ကျွန်တော် balance လုပ်ပြီးပြောလို့ရတယ်ပေါ့เนาะနောက်တစ်ခါကျတော့ variety of grammar ဒါကအရင်အရေးကြီးတယ် grammar score ရဲ့ vocab score ရဲ့တက်ဖို့အတွက်ကကွာ vocabulary ကိုကျွန်တော်က topic specific related vocabs သုံးဖို့လိုတယ် for example ကွာ if you are discussing about transportation you have to use like the transportation နဲ့ပတ်သက်တဲ့related vocabs တွေသုံးအောင်ပါ Okay. အဲ့ဟာမှာတော့ vocab score တက်တာနော်အဲ့ grammar ဆိုလို့ရှိရင်လည်း conditional တို့ comparison relative clause တို့ complex tenses တို့သိလားအဲ့လိုမျိုးဟာတွေတို့အစုံသုံးမှအမှတ်တက်လိမ့်မယ် Okay. နော်အဲ့တော့ stay calm if the question is difficult that's the most important thing နော်အဲ့တော့じゃပြရမခတ်သွားနဲ့ပြရခတ်သွားတဲ့ဟိဆိုလို့ရှိရင်ဘာလို့ငါတို့တည်တော့မှာပဲလို့အဲ့လိုစဉ်းစားလို့ရှိရင်တည်သွား I can do it ပြောအဲ့ချိန်မှာနော်ကိုယ့်နဲ့ကို relax ဖြစ် I can do it I'm smart ပဲဒီလား I can do it ခဏစဉ်းစားလိုက်စဉ်းစားပြီးတော့じゃ paraphrase လုပ်လိုက်သိရမလား fillers တွေပြီးရှောက်ပြောပြီးနည်းနည်းအချိန်ဖြစ်လို့ရတယ်ပေါ့ကိုစဉ်းစားနေတဲ့အချိန်မှာနော်အဲ့တော့じゃနည်းနည်း relax ဖြစ် calm ဖြစ်နဲ့ဖြစ်အဲ့ဒါဆိုလို့ရှိရင် okay တယ် Okay. အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီဟာအဆင်ပြေတယ်ပေါ့ဒါကကျတော့ဒီလိုဒီ part 3ရဲ့ coping mechanism เนาะအဲ့တော့ part 3ကိုဘယ်လိုဖြေရမလဲဆိုတဲ့ဟာเนาะဒီထိရလား Okay. Yeah. Yes.